ဒီလူဟာသူ့ချစ်သူရဲ့မျက်နှာကိုတခါမှမမြင်ဘူးခဲ့ဘူးသူမဟာအမြဲတမ်းခေါင်းငုံထားပြီးဖုန်းထဲမှာပဲအာယုံစိုက်နေခဲ့တာဖုန်းကသာသူမရဲ့တကယ်ချစ်သူလိုဖြစ်နေခဲ့တယ်ထမင်းစားချိန်မှာသူကပဲတိုက်ကြွေးပေးရတယ်ရုပ်ရှင်ကြည့်တဲ့အခါသူကနမ်းကျင်ပေမဲ့သူမကလုံးဝအေးဆက်နေခဲ့တယ်သူမကိုပျော်ရွှင်စေဖို့အတွက်ရွှေတော့တစ်ချောင်းကိုပတ်စံအကုန်ခံပြီးဝယ်ပေးခဲ့ပေမဲ့သူမရဲ့မျက်လုံးထဲမှာဖုန်းကသာအရေးကြီးဆုံးအရာဖြစ်နေခဲ့တုန်းပဲတလားကြာသွားတော့လက်ဆောင်တွေဟာအခန်းတစ်ခုလုံးပြည့်သွားတဲ့အထိစုပုံနေခဲ့ပြီးဒါတောင်သူ့ချစ်သူကစိတ်မဝင်စားသေးဘူးသူမတော်တဆထိခိုက်မိတဲ့အခါမှာတောင်သူမကအခြားတစ်ဖက်ကိုလှည့်ကြည့်နေခဲ့တယ်တနေ့တော့သူကသူမကိုငပြတိုက်ကိုခေါ်သွားခဲ့တယ်ငါးလေးတွေတောင်သူ့ကိုတနာနေပုံရတယ်သူကဒီပျော်ရွှင်မှုမရှိတဲ့နေ့စဉ်ဘဝကိုရင်းနှီးနေခဲ့ပြီးနေတိုင်းသူ့ကိုယ်သူဖြောပြရင်းသူ့ပျော်ရွှင်မှုကိုသူကိုယ်တိုင်ရှာဖွေခဲ့တယ်ဒါပေမဲ့အချိန်ကြာလာတာနဲ့အမျှသူကသူမအပေါ်မကျေနပ်မှုတွေစတင်ခံစားလာရတယ်ဘာမှမတက်နိုင်တော့တဲ့အတွက်နေရန်ပေါ်ကအလှဆင်ပစ္စည်းတွေကိုသာဒေါသပုံချခဲ့ရတယ်နောက်တစ်နေ့မှာသူကသူမရဲ့မွေးနေ့ကိုကျင်းပပေးခဲ့တယ်သူတစ်ချိန်ကခံစားခဲ့ရတဲ့စိတ်အားထက်သန်မှုမျိုးမရှိတော့ဘူးသူမကဖုန်းနဲ့ selfie တွေအစုံမရှိရိုက်နေတာကိုကြည့်ပြီးသူလုံးဝစိတ်တက်ကြသွားခဲ့တယ်ဘာမှမတက်နိုင်တော့တဲ့အတွက်ငါးလေးတွေကိုသူ့ရဲ့စိတ်ပြအားငယ်မှုတွေဖွင့်ဟပြောပြခဲ့တယ်ဆောင်းတွင်းမှာဆိုရင်ဝက်ဝင်မီကိုရောင်ကြီးတစ်ကောင်နဲ့တောင်ချိန်တွေ့ခဲ့ရတယ်သူကသူ့ချစ်သူအပေါ်လုံးဝယုံကြည်မှုပျောက်ဆုံးသွားခဲ့ပြီးရုပ်ရှင်ကြည့်တုန်းသူမကိုနမ်းဖို့မကြိုးစားတော့ဘူးစားတောက်ဆိုင်မှာအစားတောက်တောင်မမချင်တော့ဘူးနောက်ထပ်ဆောင်းတွင်းတစ်ခုကုံလွန်သွားခဲ့တယ်သူမကဖုန်းကိုပဲမျက်စိစုံမိတ်ကြည့်နေတော့မယ်သူမမှာဂယုစိုက်တတ်တဲ့ချစ်သူတယောက်ရှိတယ်ဆိုတာကိုလုံးဝမေ့သွားခဲ့တယ်ဒါပေမဲ့တနေ့မှာတော့အလားတူအတွေ့အကြုံကိုဖျက်ဆီးခဲ့ဘူးတဲ့မိန်းကလေးတယောက်သူ့နောက်မှာလာထိုင်နေအဲ့ဒီအချိန်မှာသူမရဲ့ကလထိုင်ပေါ်ကနေစာအုပ်တအုပ်ပြုတ်ကျလာတယ်သူကအမြန်ဆုံးသွားကူညီပေးခဲ့တယ်သူတို့မျက်လုံးချင်းစုံပြီးအဲ့ဒီအချိန်မှာပဲတယောက်နဲ့တယောက်ချစ်မိသွားကြတယ်နောက်ဆုံးမှာတော့အဲ့ဒီလူဟာသူ့ရဲ့ပထမဆုံးအခြေရေးကိုအဆုံးသတ်ခဲ့ပြီးသူအမြဲတမ်းစိတ်ကူးရင်ခဲ့တဲ့စုံတွဲဘဝမျိုးကိုစတင်ခဲ့ပါတယ်